ဒါကတော့ဘိုင်းတို့တီထွင်တဲ့ဖရဲသီးထဲမှာဂျယ်လီပြုတ်လုပ်တာဖြစ်ပါတယ်။ဒါကိုဘယ်လိုလုပ်လဲဆိုတာကြည့်လိုက်ကြရအောင်ပထမဆုံးဖရဲသီးတွေကိုယူပြီးအညစ်အကြေးတွေနဲ့ပိုးမွှားတွေကိုဖယ်ရှားဖို့တေချာဆေးကြောပါတယ်ပြီးရင်ဖရဲသီးရဲ့ထိပ်ပိုင်းကိုဓာတ်နဲ့လှီးဖြတ်ပါတယ်။အဲ့ဒါပြီးဇွန်းနဲ့အတွင်းသားတွေကိုထုတ်ထားပါတယ်။အဲ့ဒါပြီးဖရဲသီးအခွံကိုထားရှိပါတယ်။အတွင်းသားအလုံးကိုထုတ်ပြီးတာနဲ့ဂျပန်ဖရဲသီးကိုရီးယားကီဝီသီးဒူဘိုင်းစတော်ဘယ်ရီသီးနဲ့တရုတ်စပစ်သီးတွေကိုထည့်ပါတယ်။တတိယရတာတွေကတကယ်ကိုဆွဲဆောင်မှုရှိပါတယ်။ပါဝင်ပစ္စည်းအလုံးပြင်ဆင်ပြီးတာနဲ့ဇွန်းနဲ့တေချာရောမှွေပါတယ်။တေချာရောမှွေပြီးတာနဲ့ဖရဲသီးခွန်တွေကိုပြန်ထည့်ပါတယ်။ဖရဲသီးခွန်ကိုအသုံးပြုခြင်းအဖြစ်ပတ်စံကုန်တက်တာစေပါတယ်။ပြီးရင်အဖုံးပြန်အုပ်ပြီးရေခဲတစ်တာထဲမှာတနာရီကြာအောင်အေးခဲထားလိုက်ပါတယ်။တနာရီကြာပြီးတဲ့နောက်မှာတော့ဖရဲသီးဂျယ်လီရရှိပါပြီ။အသီးတွေကအရသာရှိပြီးချိုချင်အရသာနဲ့ပါဇက်ထဲမှာအရေရွှမ်းနေပါတယ်။တစ်သီးတွေကနေကောင်းမွန်တဲ့အသီးရသာကိုထုတ်ပေးပြီးအကိုက်ချင်းစီတိုင်းကချိုမြိန်နေပြီးတဘာဝတစ်သီးရသာကိုပေးစွမ်းပါတယ်။ဂျယ်လီရဲ့အသွင်အပြင်ကနူးညံ့ပြီးပျော့ပြောင်းမှုရှိပါတယ်။တင်ရောလှုပ်ဆန်းကြည့်ပြီးစားသုံးကြည့်နိုင်ပါတယ်။